တကယ်တော့မနေ့ကတင်းတဲ့ဗီဒီယိုကတော့ဒီကတမင်းသက်စတာပါဒီကနဲ့အတူတူဆော့ကျင်လို့ရှင်ရပါဒီကချင်းတာကတော့ဒီကိုယ်တိုင်လည်းမချင်းပါဘူးကိုယ်တိုင်ကောင်းအောင်မွန်လဲဆော့ပါတယ် classic ဆိုလို့ရှင်လဲတည်တည်ချာလေးစေးမထိုးပဲဆော့တာကိုပိုကြိုက်ပါတယ် classic ဆိုပြီးတော့ပျော်ပျော်ပါပါပဲပောက်ကရက်လုံးမှဆိုလို့ရှင်တော့မဆော့ပါဘူး classic ဆိုပေမဲ့လည်းဝင်ရိတ်ကြရလေ classic ဆော့ရဲဆိုတာကလည်းဒီတိုင်းမှာ hero trainer တဲ့ကိုယ့်ရဲ့ hero တွေကိုဝင်ရိတ်တင်တာပို့ပြီးတော့များတယ်လေအဲ့တော့ဒီကနေ့တူဆော့ကျင်တယ်ဝင်ရိတ်တင်ကျင်တယ်ဆိုလို့ရှိရင်လည်းရပါတယ်ဒီဘက်မှာဆိုလို့ရှိရင်လည်းဒီကက new hero ကိုင်းရပါတော့ဒီပွဲနဲ့ဆိုလို့ရှိရင်ပွဲ20 18ပွဲလောက်တော့ရှိပြီဒီပွဲမှာဆိုလို့ရှိရင်လည်း enemy ကတော့တော်တော်ကျန်းတယ်ကိုယ့်ဘက်ကလည်းတော်တော်ကျန်းတယ်ဒါပေမဲ့ဒီကီတို့ဘက်ကပိုကျန်းလို့နိုင်သွားတယ်ဒီမှာဆိုလို့ရှိရင်လည်း Selina arrow ပစ်တယ်ဒီက passive ကြောင့်အနာကိုကတ်လို့မရတော့သူကပြန်သေးသွားတယ်မှဆိုလို့ရှိရင်လည်းအဲ့ဒီ passive နဲ့လောက်လိုက်တာ lance လေးကဘယ်လိုသေးလို့သေးတာမသိဘူးဒီပွဲလည်းနိုင်သွားပါတယ်အခုလိုမျိုး classic တွေတူတူဆော့မယ် win rate တွေတင်နေဆိုရင်တော့ဒီကီနဲ့တူတူလာဆော့လို့ရပါတယ် new hero ဇန်ထျားကတော့ဂျွန်18နေမှာရရှိလို့ပါပြီ new hero မွေးရသေးဘူးဘယ်မှာဝယ်ရမှမသိသေးတဲ့အတွက် event ကတက်ဆင်ဝယ်လို့ရပါတယ်လို့ဒီမှာစမ်းလို့ဆရာရှင်းပြထားပါတယ်